Hello bro အားလုံးပဲမင်္ဂလာပါကျွန်တော် driver ဒီနေ့တော့ကျွန်တော်တခုမူတခုနဲ့ဆော့မှာပြပါဒီမူကတော့ကျွန်တော်တွေလက်နက်တွေပါတယ်ပြီးတော့သူတို့ skill တွေနဲ့ပေါ့နော်အဲ skill တွေနဲ့300မှာမျိုးမှာကြည့်လိုက်ပါဘရိုဓာတ်သားတို့ပဲကြည့်လိုက်တော့ okay ဖုန်းကနေပြန်တယ်ဗျဒီမှာနည်းနည်းကြည့် skill ကိုရှူလိုက်လည်းစစ်ကြည့်ဝယ်ဆိုတော့နည်းနည်းတယ် okay brother တော့ကျွန်တော်ဒီနေ့မှာငကားတော့တက်မှာဆိုပါဒီနေ့နဲ့okay ဒါတော့ပိုင်းတစ်လေးပဲရှိပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့အမည်မသိပါနောက်မှပြောမယ်ဒါတော့လေးပဲစစ်ပေါ့နော်ချားလည်းလည်းဒီကပုံစံနဲ့ဒါမဲ့ကျွန်တော်ဒီလက်နဲ့ကိုပြထားလို့နော်ဒီကျွန်တော်တော့စတဲ့ပြပါလေဗျာအဲ့ဒါတော့ဖုန်းကလက်သေးဗျာတခါကြောက်တယ်ဖုန်းကမကောင်းဆိုတော့ကျွန်တော်လည်းအားပေးကြပါဦးမြန်မာ Minecraft တိတ်ခုမှစဆော့တာတော့မဟုတ်ပါဘူးဆော့တာတော့ကြပါပြီခုမှစတင်တာပါနော် Minecraft ပြီးလို့နမသားရခုငါတို့လှုပ်ရှားရှာလို့ဆော့နေလို့မရဘူးမိုင်းတူးမယ်ဘုံကလည်းလက်ချက်ဗျာ9 plat ပဲရမိုင်းတူးပါမယ်ဆိုမှဘယ်ဘက်ရောက်လာလဲမသိဘူးချားပဲတော့ကြည့်အောင်ကျွန်တော်ဒီဘက်ကသိမမှတ်ဘူးဗျာဘာတော့ငါလည်းမလုပ်ဝင်နဲ့ကိုဟုတ်သေးဘူးကောင်မျိုးอ่ะအိုဒီရောနဲ့တူမယ်Okay ရမယ်ဒီမိုင်းတွင်းနေသွားရှာမယ်ကျွန်တော်တို့ဖုန်းပါလေโอเคကျွန်တော်တို့မီဘူလုကမင်းဒီရခဲ့ပြီမီဘူဒီခဏတော့တားကျူလာလိုက်မယ်လာပြီဒီမှာဝလာလာရုပ်လာဟာတယ်ဟုတ်သားပြီလားโอเคကြက်ပြီလားမသိဘူးတုံးတာတော့မလာရကျန်းတာပါရโอเค
လေးရိုက်လာမနေကြိုက်လာနေကြည့်အောင်ဒီညဗီဒီယိုလေးကဒီလောက်ပါပဲ